ဒီနေ့မှာတော့ Gura Garden ဆော့ရဲ့သူတွေအတွက်တည်ထားတဲ့ tips and tricks တွေနဲ့ Gura Garden ဆော့ရဲ့သူတွေအတွက်အရေးကြီးတဲ့အချက်3ချက်ကိုကျွန်တော်ကိုမောင်ကပြောပြပေးမှာဖြစ်ပါတယ်။နံပါတ်1 Defend Bat နဲ့ Normal Bat Defend Bat တွေနဲ့မတူတာက Normal Bat တွေကကျွန်တော်တို့ကို jump မြင့်အောင်လုပ်ပေးတာတွေ speed boost ပေးတာတွေပဲဖြစ်ပါတယ်။ Defend Bat တွေကတော့ဥပမာပြောရရင် Black Dragon ပါBlack Dragon ကကျွန်တော်တို့တခိုးတွေကကျွန်တော်တို့ channel ကိုလာခိုးမယ်ဆိုရင် Fire Breed မီးတွေနဲ့ကျွန်တော်တို့တိုက်တယ်အဲ့ဒီအတွက်ကြောင့်မလို့အခုမယ်တာမှာ base defense အကောင်းဆုံးတွေကတကောင်ဖြစ်နေပါတယ် Black Dragon တကောင်ကိုအခုလက်ရှိကတော့ shekel 1 million လောက်ရှိပါတယ်နောက်တစ်ခုကတော့ Ice Starfin ပါသူကတော့ brother တို့ Ice Starfin ပတ်ရှိရတူရဲ့ channel ကိုဝင်သွားရင်မွေကခမားတို့ freeze အေးခဲအောင်လုပ်လိုက်မှာဖြစ်ပါတယ်သူကတော့တခိုးကိုအချိန်ခဏအေးခဲထားနိုင်မှာပါရေခဲနေတဲ့အချိန်မှာတော့ဂေါ်ပြားနဲ့ပြည့်ရိုက်လိုက်အောင်ပါပဲအဲ့ဒါကြောင့် Black Dragon ထက်တောင်တချို့ကပို့ပြီးတော့ကြိုက်ကြပါတယ် Ice Starfin တကောင်ကို20 million shekel ကျတဲ့မှာပဲဖြစ်ပါတယ်ဗျနောက်တစ်ခုကတော့ B ပါသူကတော့အတက်လုပ်တဲ့ပတ်ပဲဖြစ်ပါတယ်သူ့ရဲ့ ability ကတော့ garden ကိုပတ်ပြီးတော့ကင်းလဲမယ်ကျွန်တော်တို့ရဲ့ channel က fruit ခိုးတဲ့သူတွေကိုဝိုင်းတိုက်ပေးမှာပဲဖြစ်ပါတယ်ဒီကောင်ကတော့ရှိကိုရှိထားတဲ့ပါတယ်ကျွန်တော်တို့ shekel အနေနဲ့1 million သာကျတဲ့မှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ Gura Garden ဆော့ရဲ့သူတွေလူတိုင်းလူကြိုက်ကြတဲ့ Raccoon ပါ Raccoon ကတော့အတက်မဟုတ်ပါဘူးကိုကတခြားသူတွေစီကနေ fruit တွေခိုးနိုင်မှာဖြစ်ပြီး nice day meta မှာလုံးဝလူကြိုက်များတဲ့ပတ်ဖြစ်နေပါတယ်Gura Garden ထဲမှာ Raccoon တကောင်ကို5 million shekel ကျတဲ့မှာဖြစ်ပါတယ်နံပါတ်2 Defense System Wall and Frantic ဒါလေးကိုဇမ်သွားခင်ကျွန်တော်တို့ရဲ့ကိုမောင် H block မှာ Dragon Breed Seed Rainbow Seed Gold Seed နဲ့ Gold Seed တွေအပြင် Unicorn Raccoon Dragonfly နဲ့အခြားသောပတ်တွေကိုလာရောက်ဝယ်ယူအားပေးလို့ရပါပြီဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်သွားလိုက်ကြရအောင်နံပါတ်3ကတော့ Defense Plan ပါပုံမှန်စီသို့မဟုတ်အပင်တွေနဲ့မတူပဲသူကကိုချန်ကြီးကိုကာကွယ်ဖို့အတွက်စိုက်ရမှာပါပုံမှန်အပင်တွေကအလားအတွက်ရယ်ရှက်ကယ်တွေအများကြီးရဖို့အတွက်ရယ်စိုက်ကြတာဖြစ်ပြီးတော့ဒါကိုတော့တီးနှံအဖြစ်မဟုတ်ဘဲနဲ့ကျွန်တော်တို့ကကာကွယ်ရေး plan အနေနဲ့စိုက်နိုင်မှာပါအဲ့စိုက်ထားတဲ့ plan တွေကကျွန်တော်တို့ခိုးဖို့လာတဲ့ player တွေကိုနှေးစေမယ်နောက်ပြီးရင်တချို့အပင်တွေကじゃ damage ပေးနိုင်မယ်ဒါမှမဟုတ်သတိပေးနိုင်မယ်ဆိုပြီးတော့တည်ထားရပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ trap ပါထောင်ချောက်တွေပေါ့ဗျာထောင်ချောက်တွေကတော့ကျွန်တော်တို့နင်းမိရင် speed တွေလျော့တာတွေစတန်းခဏဖြစ်တာတွေ fruit တွေခဏလောက်မတင်နိုင်တာတွေစတဲ့ effect တွေရရှိနိုင်မှာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ YouTube ကကြည့်နေတဲ့ brother အနေနဲ့ like and subscribe လုပ်ခဲ့ပြီးတော့ TikTok ကကြည့်နေတဲ့ brother အနေနဲ့ like and follow လုပ်ထားကြပါအောင်ဗျအားလုံးပဲ see you the next day